ကျွန်တော်ဘယ်သူမှမယုံကြည်တော့ဘူးကျွန်တော်ဘယ်သူမှမကူညီချင်ကြတော့ဘူးဆုံးဖြတ်ချက်အမှတ်တစ်ခုကြောင့်ဘဝကအောက်ဆုံးထိရောက်သွားတယ်ဗျာတဲ့ပြိုလဲတယ်ဆိုတာထက်လမ်းဘေးဘဝမရောက်အောင်ပါပဲတဲ့အလုပ်တွေလဲလုံးသမျှဘာတစ်ခုမှမဖြစ်ဘူးတဲ့လက်ကြံကလည်းတဖြည်းဖြည်းနဲ့နဲလာပြီတဲ့အကူကမှလက်ကြံတဖြည်းဖြည်းနဲလာတဲ့ဘဝအထိပဲရောက်သေးတယ်ကျွန်တော်ကကြတော့အပ်ပါစေကျွန်တော်အဲ့ဒီချိန်မှာကြာတဲ့မင်းဘယ်လောက်ကြာမလဲကျန်းကိုလက်သီးနဲ့ထိုးပြီးဘဝကိုစိန်ခေါ်ခဲ့တာအဲ့ဒီချိန်မှာမုံငါတပွဲ300ကျပ်ကိုစားဖို့တစ်လစောင့်ရတာကျွန်တော်ဘေးနားမှာဘယ်သူမှမရှိတော့ဘူးကျွန်တော်ဘယ်သူမှမယုံကြည်တော့ဘူးကျွန်တော်ဘယ်သူမှမကူညီချင်ကြတော့ဘူးကျွန်တော်ဘေးပါမှာကျွန်တော်မိဘနှစ်ပါးကျွန်တော်မိန်းမကျွန်တော်သားသမီးတွေပဲရှိတော့တယ်လူတွေအလုံးဆွတ်ပစ်သွားတဲ့ဘဝကိုရောက်သွားပြီဒါပေမဲ့အကိုကလက်ထဲမှာလက်ကျန်နည်းနည်းပဲရှိသေးတယ်ဆိုတဲ့ဘဝကမျောလင့်ချက်အများကြီးရှိသေးတယ်အဲ့ဒီဘဝကနေပြန်လဲတက်နိုင်သလိုအဲ့ဒီလည်းဆက်ကြနိုင်သေးတယ်လူတယောက်ရဲ့ဘဝအစင်မပြေမှုတွေအခက်ခဲမှုတွေဆိုတာကအကုသိုလ်ခံတွေအကျိုးပေးလို့ကျွန်တော်တို့ကဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက်အဲ့ဒီအတိုင်းကျွန်တော်တို့ကယူဆတယ်အဲ့တော့ကျွန်တော်တို့ကကံတွေကောင်းအောင်လုပ်တယ်ဘဝဆိုတာကရေများရင်ရေနိုင်တယ်လို့မီးများရင်မီးနိုင်တယ်အခုအချိန်ထိကျွန်တော်ကလက်ကပရိကိုမချဘူးဆိုတာကကျွန်တော်အားတဲ့အချိန်နဲ့ကျွန်တော်ပရိစိတ်တယ်အရန်ကောင်းနေတဲ့လူမဟုတ်ဘူးနော်ကျွန်တော်ကုသိုလ်တွေပြုတယ်လို့ပြောတာကျွန်တော်အားနေတဲ့အချိန်နဲ့တဏ္ဍာငုံ3ပါးစိတ်တယ်နမောတတစိတ်တယ်သူကတော်စိတ်တယ်အရဟံတိပကောအောင်စိတ်တယ်အစင်မပြေဘူးအစင်မပြေပို့ပြီးလုပ်တယ်ကျွန်တော်တခါလေညဘက်တွေအိမ်မပြောဘူးဆိုလို့ရှိရင်တော့မှကျွန်တော်ထားပြီးတော့အိမ်ဂုံတော်တစ်ခုခုနဲ့ပရိစိတ်နေတာကျွန်တော်လုပ်ငန်းတွေအစင်မပြေဘူးအလုပ်ကိုပို့ကြိုးစားတယ်ကောင်းမှုကုသိုလ်ပို့ပြီးတော့လုပ်တယ်အဲ့တော့အခုအကြံပေးချင်တာကအခုလက်ရှိခက်ခဲတွေဖြစ်နေတယ်အစင်မပြေမှုတွေဖြစ်နေတယ်ဒုက္ခတွေရောက်နေတယ်ကုသိုလ်ကံလေးတွေကောင်းလာအောင်လို့လုပ်ရမှာအဓိကကျွန်တော်တို့ကအောင်မြင်မှုတစ်ခုရှာဖွေတဲ့နေရာမှာကံဉဏ်ဝရိယ3ချက်မှာဉာဏ်နဲ့ဝရိယ2ချက်ပဲရှိတယ်ဆိုလို့ရှိရင်လည်းဘဝအောင်မြင်မှုမရနိုင်ဘူးအဲ့တော့ကံဉဏ်ဝရိယ3ချက်မှာဉာဏ်နဲ့ဝရိယ2ချက်ပဲရှိတယ်ဆိုလို့ရှိရင်ဘဝမအောင်မြင်နိုင်တဲ့အတွက်ကျွန်တော်တို့ကံကိုဖြည့်ရမှာကုသိုလ်ကံအကြောင်းတရားကောင်းကံတွေကိုဖြည့်ရမှာဖြည်းဖြည်းကောင်းတဲ့ကုသိုလ်ကံတွေများလာရင်မကောင်းတဲ့အကုသိုလ်ကံတွေတဖြည်းဖြည်းနည်းသွားမယ်ဟိုလုတ်တိုင်းအဆင်ပြေလာလိမ့်မယ်ကောင်းတဲ့သူတွေနဲ့တွေ့လာလိမ့်မယ်လုပ်ငန်းကိုင်ငန်းပေးမဲ့သူတွေနဲ့တွေ့လာလိမ့်မယ်ကိုလမ်းညွန်ပေးတဲ့သူတွေနဲ့တွေ့လာလိမ့်မယ်ကိုနဲ့အကျိုးတူပူပေါင်းလုပ်ချင်တဲ့လူတွေတွေ့လာလိမ့်မယ်အဲ့ဒီအချိန်ကျရင်လည်းဒီကောင်းမှုကုသိုလ်ကံတွေကိုလက်မလွတ်ပဲဆက်ပြီးတော့မှစူးစမ်းအားထုတ်ဖို့လိုတာဒီကလည်းစီးပွားရေးလုပ်တာပဲကောင်းမှုကုသိုလ်ကံနဲ့ဆိုင်သလားဆိုတော့ဆိုင်တယ်ကုသိုလ်ကံတွေတန်တရားအဆက်ဆက်မှာပြုတ်ခဲ့ဘူးတဲ့အကုသိုလ်ကံတွေဝင်ရောက်အကျိုးပေးနေတယ်ဆိုလို့ရှိရင်ကုသိုလ်ကံကအကျိုးပေးခွင့်မတာဘူးအဲ့တော့ကုသိုလ်ကံအကျိုးပေးခွင့်တောင်းကုသိုလ်ရေစည်းလေးတွေဖောက်ပေးရတယ်ကုသိုလ်ရေမြောင်းလေးတွေဖောက်ပေးရတယ်အဲ့တော့ကျွန်တော်စဉ်းစားကြည့်လေကျွန်တော်တို့ကအကုသိုလ်မီးတောက်နေတဲ့အချိန်မှာအဲ့ဒါကိုကအကုသိုလ်မီးတွေပဲဆက်ပြီးမှုေးနေမယ်ဆိုလို့ရှိရင်ဘဝကတေးကြတယ်မီးကျွန်းပြီးတော့ပျက်စီးသွားမှာအဲ့တော့ကျွန်တော်တို့ကဒီအကုသိုလ်မီးတွေကိုငြိမ့်နိုင်ဖို့ကုသိုလ်ရေတွေလိုတယ်လောက်ကလည်းစူးစမ်းကိုလုပ်ငန်းတွေလည်းစိတ်ဓာတ်မကျနဲ့ဆက်စူးစမ်းပြီးရင်တစ်ဖက်ကလည်းဘာသာရေးကိုလေများဖိလို့ကျွန်တော်ဆိုလို့ရှိရင်သူကတော့9ဘတ်အရဟံတိပကောအောင်9ဘတ်တရဏဂုံ3ပါး9ဘတ်နမောတတ9ဘတ်ပရိစိတ်ပြီးတော့မေတ္တာပို့ပြီးအမျှဝေပြီးမှကျွန်တော်အိမ်ထွက်တယ်အိမ်ရထွက်လို့ရှိရင်လည်းကားပေါ်တက်တာနဲ့မေတ္တာတို့ရွတ်ပြီးတော့ကျွန်တော်အလုပ်ထဲလာတယ်အလုပ်ထဲရောက်လို့ရှိရင်လည်းကျွန်တော်ကငှက်ကလေးတွေအစာကျွေးတယ်နေကင်းအားရင်ကျွန်တော်ကခုနပြောတဲ့ဂုံတော်တွေနဲ့ပရိဆက်စိတ်တယ်ညအိမ်ပြန်လို့ရှိရင်အဲ့ဒီတိုင်းပဲပရိပြန်စိတ်တယ်မနေ့လဲတောက်တော်အိမ်ချမ်းကတ်တယ်နော်ညလဲတောက်တော်အိမ်ချမ်းကတ်တယ်အမွှေးနဲ့သာစီမီအဲ့ဒါမနေ့ကောညအောင်လုပ်တယ်ပရိစိတ်တယ်အဲ့ဒီချိန်မှာကျွန်တော်10နာရီလောက်ကိုအိပ်ဖို့ကြိုးစားတယ်အိပ်မပြောဘူးဆိုရင်ထားပြီးပရိစိတ်တယ်ကျွန်တော်တို့အကျိုးပေးနေတဲ့အကုသိုလ်ကံတွေအခွင့်မတာအောင်လို့ကျွန်တော်တို့ကဒီကုသိုလ်ကံတွေနဲ့ဖိချမှာနော်လုပ်ပါလုပ်ကြည့်ပါလုပ်ပါများလဲ5-6လဆိုရှင်နည်းနည်းတိတိကျဖြစ်လာလိမ့်မယ်5-6လကြော်လာလို့ရှိရင်တစ်နေ့လောက်ဆိုပိုပြီးတိကျလာလိမ့်မယ်5-6နှစ်လောက်ကိုစက်တိုက်လှုပ်လာပြီဆိုလို့ရှိရင်အများကြီးအောင်မြင်သွားလိမ့်မယ်နော်ကျွန်တော်အဲ့ဒီနည်းနဲ့အောင်မြင်အောင်ကြိုးစားလာတယ်ပါ fighting မှာစိတ်တမကြနဲ့အချိန်မြင့်ပြန်အောင်မြင်နိုင်တယ်လူဆိုတာလေI saw your shadow in the rain. It brought back memories of pain. You were supposed to stay for good. Now all I have is what we wrote. I try to hold on tight, but love can't be a fight. Now I'm standing tall again.